နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဇူလိုင်လ29ရက်တနင်္လာနေ့ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အခန်းငယ်19မှ21တို့ဖြစ်၍ငါချစ်သောညီအကိုတို့ခတ်သိမ်းသောသူတို့သည်နားကြားခြင်းကမြင်မြန်ကြစေစကားပြောခြင်းက၎င်းအမျက်ထွက်ခြင်းက၎င်းနေကြစေလူဤဒေါသအမျက်သည်ဖျားသခင်ဤဖြောင့်မတ်ခြင်းတရားကိုမပြုစုတတ်ထို့ကြောင့်ခတ်သိမ်းသောညဉ့်ညူးခြင်းမနာလိုသောစိတ်လွန်ကျူးခြင်းကိုပယ်ရှား၍သင်တို့စိတ်ဝိညာဉ်ကိုကယ်တင်နိုင်သောအထဲ၌စိုက်ပျိုးသောနှုတ်ကပတ်တရားကိုနူးညံ့သိမ်မွေ့သောစိတ်နှင့်ခံယူကြလော့ခတ်သိမ်းသောသူတို့သည်နားကြားခြင်းကလင်းမြင်ကြစေစကားပြောခြင်းက၎င်းအမျက်ထွက်ခြင်းက၎င်းနှေးကြစေရှင်ယာကုပ်ဩဝါဒစာခန်းကြီး1ခန်းငယ်19ဖျားသခင်ကိုချီးမြှောက်သောစကားများကျမ၏မိတ်ဆွေ Alex သည်စာအုပ်များတီးဖြတ်ပေးသည့် editor တဦးဖြစ်ပြီးစာရေးသူတဦး၏ဒေါသနှင့်ပို့လာမည့် email စာရောက်လာမည်လားဟုစိုးရိမ်လျက်သူ၏အီးမေးလ်အဝင်ကိုဆက်နေခဲ့သည်သူသည်အလောက်လာအပ်သူတဦး၏လက်ရေးစာမှုကိုတီးဖြတ်ပေးပြီးပုံနှင့်ရန်ကိစ္စကိုမထင်ရှားသောစီးပွားရေးခေါင်းဆောင်တဦးနှင့်လပေါင်းများစွာစီစဉ်ခဲ့သည်မမျှော်လင့်မဲကုမ္ပဏီပြဿနာများကြောင့်ထုတ်ဝေသူကစာအုပ်ထုတ်မည့်ကိစ္စကိုရပ်နာရန်ဆုံးဖြတ်ခဲ့၍ထိုသတင်းဆိုးကိုစာရေးသူထံအီးမေးလ်ပို့ပြီးနောက် Alex သည်မိမိကိုယ်ကိုမပြိုလဲအောင်အားတင်းနေရသည်တပတ်ကြာမှစာရေးသူကဘလို့စကလုံးတွေနဲ့တုံ့ပြန်ရမလဲဆိုတာကိုအရင်စဉ်းစားခြင်းလို့ကျွန်တော်ချက်ချင်းစာမပြန်ခဲ့တာဟုပြန်စာ၌ရှိခဲ့သည်သူစိတ်ပြတ်မိကြောင်းပြောပြီးထုတ်ဝေသူမှပြဿနာကိုမြည်သို့ကင်တွယ်ဖြေရှင်းသင့်ကြောင်းသူ၏အမြင်ကိုတည်ငြိမ်စွာဖော်ပြခဲ့သည်စာရေးသူ၏ပညာရှိရှိချင့်ချိန်တုံ့ပြန်ပုံကကျမစိတ်ကိုနှက်ဆိုင်စွာတိုးထိခဲ့သည်အထူးသဖြင့်ဒေါသထွက်နေချိန်တွင်ကျမတို့မြည်သို့ပြောဆိုဆက်ဆံသင့်ကြောင်းတမန်ကျမ်းစာ၏ဖော်ပြချက်ကိုသူ၏သဘောထားကထင်ဟပ်ပြသည်တမန်တော်ယာကုပ်ကစကားများကြောင့်အလွယ်တကူအပြစ်ပြုမိနိုင်သဖြင့်ကျမတို့၏ရှာကိုချုပ်တီးရန်ပြောထားသည်တစ်ဖက်စကားကိုနားထောင်ရန်ကျမတို့ဦးစားပေးလှုပ်ဆောင်ရပါမည်သို့မှသာအခြားသူကိုကျမတို့နားလည်နိုင်မည်ပြောမိစကားကိုရွေးချယ်နိုင်မည်ဒေါသဖြင့်တုံ့ပြန်ရန်လိုမလိုကိုစဉ်းစားနိုင်မည်ဖြစ်သည်စကားပြောဆိုရာတွင်ချုပ်တီးနိုင်ခြင်းသည့်အပြစ်ကိုရှောင်ကျဉ်နိုင်အောင်မှားစားပြီးတမန်ကျမ်းစာအားဖြင့်အသက်တာပြောင်းလဲစေရန်ကုညီသည်သာမကထိုစိတ်သဘောသည်တနာတတ်သောဂျေဇုပြုတတ်သောစိတ်ရှည်၍ဂရုဏာကြွယ်ဝသောဖျားသခင်ကိုအခြားသူများမြင်အောင်ထင်ဟပ်ပြသည်မိမိစကားများနှင့်နှုတ်ဆက်မှုများဖြင့်မြတ်သက်ဖွယ်ဖျားသခင်၏ပုံစံငယ်များဖြစ်ကြပါစို့ဒေါသထွက်နေချိန်တွင်သေစကားပြောဆိုပုံနှင့်ပြုမှုပုံကိုမြည်သို့ထိန်ချုပ်နိုင်မည်နီသေစကားလုံးများကသေယုံကြည်ခြင်းကိုမြည်သို့ပေါ်လွင်စေသည်နီပညာတော်ကြွယ်ဝပြည့်စုံသောအဖာကျွန်ုပ်အားနားထောင်ရာတွင်လင်းမြန်ပြီးစကားပြောရာနှင့်အမျက်ထွက်ရာတွင်နှေးစေရန်ကုညီမဆတော်မူပါသခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏အာမင်နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမပြည့်စုံကြွယ်ဝသောဘဝအသက်တာများဖြစ်တည်နိုင်ကြပါစေ။